ဒီဇယ်အင်ဂျင်လိုချင်တဲ့မိတ်ဆွေများတော့ပါနော်ကျွန်တော်တို့စီမှာအခုရှိမှမြင်နေရတယ်လို့မျိုးဒီဇယ်အင်ဂျင်တွေလည်းရှိပါတယ်ဗျာနော်10ကောင်အားကနေကျွန်တော်တို့15ကောင်ခွဲအားထိရှိပါတယ်တော်နိုးပါတဲ့ဟာရှိတယ်လက်စနစ်ပါတဲ့ဟာရှိတယ်ဗျာနော်โอเคဒီနောက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့3ကီလိုဒိုင်နမိုအလွတ်လေးလည်းရှိတယ်ပြီးရင်ကျွန်တော်တို့ဒီမှာတရုတ်နီဒီဇယ်အင်ဂျင်အသေးလေးတွေရှိတယ်ဒါမျိုးကျွန်တော်တို့အကောင့်နဲ့ကြီးတာလိုချင်တယ်ဆိုရင်လည်းရှိတယ်ပါနော်โอเคဒါတွေအပြင်ကမှနောက်ထပ်ဘာတွေရှိအောင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလာပတ်နေဒီဆိုလာပတ်နေရဆိုလို့ရှိရင်ကျွန်တော်တို့အဝီစီတွန်းနဲ့ပေ280လောက်ထိကိုချလို့ရတယ်ပေါ့နော်ဆိုလာနဲ့ဓာတ်ရိုက်သုံးရတာဖြစ်ပါတယ်လျှက်စစ်မီးနဲ့လည်းသုံးလို့ရပါတယ်ဗျာနော်โอเคဒါမျိုးရေမြုပ်မော်တာတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာတော်နိုးစနစ်ပါတယ်ကျွန်တော်တို့ဒီမှာ16ကောင်ခွဲအားဓာတ်ဆီအင်ဂျင်တွေလည်းရှိတယ်ပြီးရင်ကျွန်တော်တို့ဒီမှာဆိုလာနဲ့ဓာတ်ရိုက်ရေတင်လို့ရတဲ့အပေါ်ဆွဲဆိုလာဓာတ်ရိုက်ရေတင်မော်တာပေါ့နော်စာဖိတ်ပန့်ခေါ်တာပေါ့3လက်မရှိတယ်4လက်မရှိတယ်ယိုရီယာတွေကလည်းကျွန်တော်ဒီမှာအမဲရောင်4လက်မရှိတယ်ပြီးရင်ကျွန်တော်ဒီမှာ2လက်မှလည်းရှိသေးတယ်ဗျာနော်โอเคဒီဘက်ချမ်းကကျွန်တော်တို့ရေမော်တာတွေဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီဘက်ချမ်းမှာဆိုလို့ရှိရင်ဒါဓာတ်ဆီမီးစက်တွေဒီဇယ်မီးစက်တွေခင်းချင်းပြသရောင်းချပေးနေတာဖြစ်ပါတယ်ဗျโอเคဆိုတော့ကျွန်တော်တို့ဒါမရှင်းပြီးတော့ဒီဘက်ကကျွန်တော်တို့ electronic ဘက်ပေါ့နော် electronic ဘက်မှာဆိုလို့ရှိရင်ဘာတွေရှိမလဲဆိုတာလူချင်းမင်းတို့ကိုပြသပေးမှာဖြစ်ပါတယ်โอเคဒီမှာအရင်ဆုံးမြင်ရတာကကျွန်တော်တို့အိန္ဒိယနိုင်ငံထုတ်ဂျူဘူလာဘတ်ထရီအိုးတွေရှိမယ်ပြီးရင်ကျွန်တော်တို့ဗီယက်နမ်နိုင်ငံထုတ်ဘတ်ထရီအိုးတွေရှိမယ်ဟိုနောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့မီအားမြင့်စက်တွေနဲ့ Bluetooth speaker တွေရှိမယ်ဗျာနော်ဒါကတော့ကျွန်တော်တို့ကားဘတ်ထရီအိုးချောက်တွေဖြစ်ပါတယ်โอเคဒီဘက်ချမ်းမှာကကျွန်တော်တို့ hair dryer တွေဖြစ်ပါတယ်ဗျာနော်ဒီနောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့အကောင်းစား hair dryer တွေရှိတယ်ဒီ hair dryer တွေကကျွန်တော်တို့ပုံမှန် hair dryer တွေထက်ကိုပိုပြီးတော့အတန်ဆူညံမှုနည်းပါတယ်စံသားပျက်စီးမှု short ချပေးနိုင်တယ်ဗျာနော်โอเคဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်ချမ်းအကုန်လုံးကကျွန်တော်တို့ inverter တွေကြီးပဲ inverter only ကျွန်တော်တို့ခင်းချင်းပြသပေးထားတာအိန္ဒိယနိုင်ငံထုတ် inverter တွေရှိတယ်ပြီးရင်ကျွန်တော်တို့ဒါကိုပိုင်အမတ်တစိတ်ဖြစ်တဲ့ hand 9 inverter တွေရှိတယ်ဗျာနော်ဟုတ်ပြီဒါတွေအပြင်ကိုမှကျွန်တော်တို့ဒီဘက်မှာဆိုလို့ရှိရင်ဒါထမင်းပေါင်းအိုးတွေ hot plate တွေပြီးရင်ကျွန်တော်တို့ဒါကျမကြီးပေါင်းအိုးတွေအစုံပဲရှင်နိုးဒယ်နီကစအစုံရှိတယ်ပေါ့နော်โอเคဒီဘက်ချမ်းကြတော့ကျွန်တော်တို့ဒါ appliance နေအိမ်သုံးအတွက်ကျွန်တော်တို့လိုအပ်တဲ့ air cooler တွေရှင်ငွေထုတ်ပန်ကားတွေနေရကက်ပန်ကားတွေပြီးရင်ကျွန်တော်တို့ဒီဘက်မှာရှိတဲ့ solar slide မီးတွေโอเคဒီနောက်မှာဆိုရင်ကျွန်တော်တို့အဝတ်လျှော်ဆက်ရေခဲတက်တာ freezer ဒီမှာကျွန်တော်တို့ power station အစုံရှိပါတယ်ဗျာနော်โอเค1050 Pro Max ဆိုင်လိပ်စာကြီးကရန်ကုန်မြို့ပေါ့နော်မြောက်တကုံမြို့နယ်45ရပ်ကွက်ပြည်ထောင်စုလမ်းမကြီးပေါ့ခွန်ရှိလမ်းစုံနဲ့45မှတ်တိုင်ဂျားထဲမှာဖြစ်ပါတယ်ဗျာနော်โอเคရန်ကုန်မန္တလေးတောင်ကြီးနဲ့ပြင်ဦးလွင်မြို့တွေမှာ1050 Pro Max ဆိုင်ကြီးတွေဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်ဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့မြို့တွေမှာလူချင်းမင်းတို့ကိုယ်တိုင်စိတ်တိုင်းကြလာရောက်ဝယ်ရပေးလို့ရတယ်နေကားမှာမယ်ဆိုရင်ကားဂိတ်ကနေတဆင်ပစ္စည်းပို့ဆောင်ပေးမယ်အသေးစိတ်စုံစမ်းမေးမြန်းလို့ရမယ် hotline ဖုန်းနံပါတ်လေးက39ခွန်93လုံး10ပဲဖြစ်ပါတယ်ဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့မြို့တွေမှာဆိုရင်တော့အိမ်ရောက်ငွေချေစနစ်ပို့ဆောင်ကအခမဲ့နဲ့မှာယူရပေးလို့ရပါတယ်